လူထမှာပုံမကြီးမြတ်ဘူးဆိုတဲ့အမ်ဘပေရီယယ်မက်ဒရစ်ကဗီယာရီယယ်ကိုအနိုင်ရခဲ့တဲ့ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားကတော့ရီယယ်အတွက်ခြေပါကုန်းနဲ့အနိုင်ဂိုးတွေသွင်းယူပေးခဲ့တဲ့ကင်းလီယန်အမ်ဘပေပါပဲရီယယ်မက်ဒရစ်ကစားသမားဘဝပေါ်ထွက်ရာသီမှာအမ်ဘပေဟာ32ဂိုးအထိသွင်းယူထားခဲ့ပါပြီဒါကြောင့်သူဟာမက်ဒရစ်ကစားသမားဘဝပေါ်ထွက်ရာသီမှာဂိုး30သွင်းခဲ့တဲ့ရိုနယ်ဒိုကြီးရဲ့မှတ်တမ်းကိုကျော်ဖြတ်နိုင်ခဲ့ပါတယ်အမ်ဘပေရဲ့အိုင်ဒိုခရစ္စတီယာနိုရိုနယ်ဒိုကရီယယ်အတွက်ပေါ်ထွက်ရာသီမှာ33ဂိုးသွင်းယူခဲ့တာပါဒါကြောင့်မကြာခင်မှာပြည်သစ်စူပါစတာဒိုလီရဲ့မှတ်တမ်းကိုပါကျော်ဖြတ်နိုင်ဖို့ရှိနေပါတယ်ဒီလိုအသင်းရဲ့ကဏ္ဍဝင်တွေဖြစ်ကြတဲ့ဒိုကြီးရဲ့မှတ်တမ်းကိုကျော်ဖြတ်ပြီးဒိုလီကိုပါကျော်တက်နိုင်တော့မယ့်အပေါ်အမ်ဘပေကတော့မက်ဒရစ်ပေါ်ထွက်ရာသီမှာခရစ္စတီယာနိုရိုနယ်ဒိုကဂိုးသွင်းနိုင်အောင်ကျွန်တော်ကဒိုလီတက်သားရဲ့အဓိပ္ပာယ်မဟုတ်ပါဘူးဒါဟာကိန်းဂဏန်းသက်ပါပဲကျွန်တော်ကဘလူးထပ်ပိုတာရဲဆိုတာမျိုးမရှိပါဘူးကျွန်တော်မက်ဒရစ်ကိုရောက်လာတာအသင်းနဲ့သူစူဖလားတွေတင်ပိုက်ဖို့ပါဒါကပဲအကြီးဆုံးပါပဲလို့ပြောဆိုသွားခဲ့ပါတယ်ဘာနေပြီးရောက်ကစားမှာအနှဲငယ်ရုန်းကန်ခဲ့ရတဲ့အမ်ဘပေဟာအခုဆိုရင်အသင်းရဲ့အကောင်းဆုံးကစားသမားအဖြစ်အတိအမဲ့ပြုခံထားခဲ့ရပါပြီအားလုံးပဲရှင်နဲ့ချက်မြတ်သောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော် Sport Memory ပေးမှာစုမကောင်တောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ